ဒီကောင်ကသူကတော့ကြီးတစ်ခုပေါ့နော်သူကတော့ခါဝဝင်းကနေလှမ်းပြီးတော့ပေးတဲ့ပုံစံနဲ့ရှာထားတဲ့ကြီးတစ်ခုပေါ့နော်သူကခါဝဝင်းဆိုတော့ဒီမှာ6နဲ့8နဲ့ပေါင်းတယ်ဗျာ6နဲ့8နဲ့ပေါင်းခြင်းကတဲ့သူက4ရတယ်နော်4နှစ်9ပေါ့နော်4နှစ်9 4နှစ်9တော့4နှစ်9ကပဲပွဲမှာစပြီးပေးလဲဆိုရင်ねဒီ4ပေါ့နော်ဘယ်နှပင်လောက်ကျော်သွားလဲဆိုကြားထဲမှာ2ပင်ကျော်သွားတယ်ပေါ့နော်ဒီမှာ2ပင်ကျော်သွားတယ်ဒီ2ပင်ကိုကျော်သွားတယ်ဟောအဲ့2ပင်ကိုကျော်သွားတယ်2ပင်ကျော်ပြီးတော့အဲ့ပွဲမှာစပေးတယ်အဲ့တော့နောက်ထပ်ဒီမှာဆိုရင်8 9ပေါင်းရင်ခွန်ပေါ့ခွန်ဆိုတော့ခွန်3ည2ကီခွန်3ည2ကီဆိုတော့ဒီမှာဗာပေးလဲဆိုရင်2ပေးတယ်နော်2ပေးတယ်နောက်ဒီမှာဆိုရင်ခွန်1ပေါင်းရင်က8ပေါ့နော်8ပေါ့အဲ့တော့ဗာလဲဆို8 3ကီပေါ့နော်8 3ကီဆိုတော့ဗာပေးလဲ8 3ကီတဲ့က3 1ပေါ့နော်အပြီးပေးတယ်ပေါ့နောက်ဒီမှာဆိုရင်လည်း4 5ပေါင်းခြင်းက9ပေါ့4 5ပေါင်းခြင်း9ဒီကောင်နဲ့ရှည်လိုက်နော်4 5ပေါင်းခြင်းက9 964ကီဆို964ကီတွေကဘာပေးလဲဆို6ပေးတယ်နော်ဒီမှာ6 2ပင်ကျော်ပြီးတော့ပေးတာ2ပင်ကျော်ပြီးတော့ပေးတာနောက်တစ်ခုဒီမှာ2ခွန်ပေါင်းခြင်းက9နော်9ဆိုတော့964ကီပဲအဲ့တော့964ကီတဲ့ကဘာပေးလဲဆိုရင်4ပေးတယ်ပေါ့နော်4ပေးတယ်ဒီမှာဆိုရင်3 3ပေါင်းခြင်းက6 3 3ပေါင်းခြင်းက6နော်6 9 1ဆိုတော့ကီရှိတယ်အဲ့တော့6 9 1ကီတွေကဘာပေးလဲဆိုရင်ဒီမှာ6ပေးတယ်နော်6ပေးတယ်နောက်တစ်ခုကကြတော့ဒီမှာ6 8ပေါင်းခြင်းက4 4ဆိုတော့သူက4 2 9ဆိုတဲ့ကီအဲ့တော့4 2 9ဆိုတဲ့ကီတွေကဘာပေးလဲဆိုရင်4ပေးတယ်နော်4ပေးတယ်နောက်တစ်ခုကကျွန်တော်ဒီမှာ4 5ပေါင်းခြင်းက9နော်9 964 964တွေကဘာပေးလဲဆိုရင်6ပေးတယ်နော်ဒီမှာ6 964တွေက6 6 4 6ပြီးတော့4ပြီးတော့6ပြီးတော့3 1ဒီမှာတော့3 1ဒီမှာ2ပြီးတော့ဒီဘက်မှာ4နော်အဲ့လိုမျိုးတွေပေးတာဒါဆိုရင်ねမနက်ဖြန်အတွက်ဆိုရင်ဘာပေးမလဲဆို8 3ည8 3ညပေါင်းရင်8 8ဆိုတော့8 1 3လာရ8 1 3နော်8 1 3ကီးရတယ်ပေါ့နော်ဒီ8 1 3ကီးရှိအဲ့တော့သူကဘယ်နှပွဲတိမှန်ထားလဲဆိုတော့1ပွဲ2ပွဲ3ပွဲ4ပွဲ5ပွဲ6ပွဲ9ပွဲ10ပွဲတိမှန်ထားတဲ့ကီးပေါ့နော်10ပွဲထိမှန်တဲ့ကီးမှန်ထားတဲ့ကီးပေါ့နော်8 1 3ကီးရှိတယ်ဒါ8 1 3ကီးပေါ့နော်ကဲဟုတ်ပြီနောက်ထပ်ကီးတစ်ခုကြည့်မယ်ကျွန်တော်တို့ဒီကောင်ကကြတော့သူကတော့ကပ်ပြီးတော့ယူလို့ကြားတဲ့ကောင်ပေါ့နော်ညီမခွန်နဲ့ဒီ3နဲ့ပေါ့နော်ခွန်3ပေါင်းခြင်း3ည3ညဆိုတော့3ညရဲ့ဘာဝါဒီမှာဘာဝါရင်ယူမယ်9ပြီးမှ9ရဲ့နှစ်ခတ်3 3ည5 3 3ည5 3နဲ့ရပါပေးလဲဆိုဒီမှာ3ပေးတယ်နောက်တစ်ခုဒီမှာ4ဒီမှာ8 4 8ပေါင်းခြင်းက2ရဲ့ဘာဝါခွန်ရဲ့နှစ်ခတ်3ည2ခွန်3ညတဲ့ရပါပေးလဲဆိုရင်3ညပေးတယ်နော်နောက်ဒီမှာဆိုရင်2 5
နှစ်ငါးပေါင်းခြင်းကတဲ့သူကခွန်ရတယ်ခွဲပါဝါနှစ်နှစ်ခက်က4ခုနှစ်4တဲ့ကသူကဒီမှာ4ပေးတယ်နော်နောက်ထပ်3ညာပေါင်းခြင်းက3ရဲ့ပါဝါ8နှစ်ခက်က1 3 8တဲ့ရပါပြီလေဆို8ပေးတယ်နော်နောက်ထပ်ကို6 8ပေါင်းခြင်းက4ပေါ့နော်4ပါဝါ9ရဲ့နှစ်ခက်က6 4 9 6လေးရပါပြီလေဆိုရင်4ပေးတယ်နောက်ထပ်ကကျွန်တော်ဒီမှာ4ဒီမှာခွန်4ခွန်နော်4ခွန်ပေါင်းခြင်းက1ပါဝါ6နှစ်ခက်9 6လေးရပါပြီလေ6ပေးတယ်ဒါဆိုသူဒီဘယ်နှပွဲပေးထားလဲဆိုတပွဲဒီကနေစတာပေါ့နော်တပွဲ2ပွဲ3ပွဲ4ပွဲ5ပွဲ6ပွဲဒီပေးထားတယ်ကြီးတစ်ခုပေါ့နော်အဲ့တော့ဒီကောင်ဒီခုနကတော့ရှေ့ရပြခဲ့တဲ့ကောင်နဲ့တွဲထွက်လာဆိုရင်တော့ဒီဘယ်ပွဲတွေမှာတွဲထွက်လဲဆိုရင်ကျွန်တော်86ရယ်304ရယ်နော်အဲ့မှာတွဲထွက်တယ်ပေါ့86ရယ်304ရယ်မနေ့ကတော့496နော်မနေ့ကကြတော့169ရဟိုဘက်ကလည်းကျွန်တော်တို့964ဟိုက4နှစ်မနေ့ကတော့တွဲပြီးတော့မထွက်ဘူးပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ပုံမှန်တိုင်းဆိုရင်တော့ဒါမနေ့အတွက်ဆိုရင်ကျွန်တော်ထပ်ပြီးတော့ကြည့်ရမယ်ဒီသူဒီတပွဲပဲတပွဲ2ပွဲ3ပွဲ4ပွဲ5ပွဲ6ပွဲဒီမှန်ထားတဲ့ဟာပေါ့နော်ဒါဆိုရင်မနေ့အတွက်ဆိုရင်ဒီမှာ8နဲ့6နဲ့ပေါင်းပါပေါ့နော်8နဲ့6နဲ့ပေါင်းရင်ဒီ4ရမယ်4နှစ်9ဆိုတဲ့ကြီးရမယ်ပေါ့နော်ခုနကတော့ကြီးရ8တက်3အခုက4နှစ်9ဆိုတဲ့ကြီးရမယ်နော်4နှစ်9ဆိုကြီးရမယ်သူဒီ6ပွဲထိမှန်ထားတဲ့ကြီးတစ်ခုရှိတယ်ပေါ့နော်ဖြစ်တယ်6ပွဲထိမှန်ထားတဲ့ကြီးတစ်ခုဖြစ်တယ်ကဲဟုတ်ပြီအဲ့တော့8-3ကီးနဲ့496ကီးနဲ့တွဲရင်တွဲလို့ရတယ်ပေါ့နော်တွဲရင်တွဲလို့ရတယ်နောက်တစ်ခုက8-3ကီးကတော့ကျွန်တော်တို့10ပွဲထိမှန်ထားတဲ့ဟာပေါ့အဲ့မှာတော့တစ်ချက်တော့စဉ်းစားမပြတ်မလားပေါ့နော်အဲ့ကောင်တစ်ချက်တော့စဉ်းစားโอเคဟုတ်ပြီဒါဆိုရင်ကျွန်တော်ထိတ်စီလန်ကြောလေးတစ်ခုလောက်ကြည့်ကြမယ်ပေါ့နော်ထိတ်စီလန်ကြောတစ်ခုကြည့်မယ်ဆိုရင်ဒီ6-3နှလုံးပေါင်းခြင်းကသူက9ရတယ်9ရဲ့နှစ်ခက်က6အဲ့96ဖြစ်ဖို့အတွက်ကိုနော်96ဖြစ်ဖို့အတွက်ကိုဒီ3လုံးပေါင်းခြင်း9မှာပေါ့ဗျာနော်ဒီမှာ9ရယ်3ရယ်4 9တော့ဒီ9ပေါ့ဒီ9ပေါ့နော်ဒါဒီမှာဆိုရင်4 8ဒါဒီကျွန်တော်2ရတယ်နော်2နှစ်ခက်က4 2 4ဖြစ်အောင်2 4ဖြစ်အောင်ဒီလိုမျိုး3ရယ်4ရယ်8ရယ်နော်3 4 8ဆိုတော့ဒီ2ပေါ့အဲ့2ပေါ့နောက်တစ်ခုကတော့ဒီမှာခွန်5ပေါင်းတယ်ခွန်5ပေါင်းခြင်းကဘာရလဲဆို2ရတယ်နော်2နှစ်ခက်4ပဲ2 4ဖြစ်အောင်လို့ဆိုရင်ဒီမှာ8ရယ်6ရယ်3ရယ်8 6 3ညပေါင်းခြင်း4ဒီ4ပေါ့နော်နောက်တစ်ခုဒီမှာခွန်3ညပေါင်းခြင်းခွန်နော်ခွန်ဆိုတော့ခွန်ရဲ့နှစ်ခက်က3ညခွန်3ညဖြစ်အောင်ဒီခွန်ရဲ့ဒီ4ရဲ့ဒီ6ရဲ့6 4ခွန်ပေါင်းခြင်းကဒီခွန်ပေါ့ဗျာနော်အဲ့လိုမျိုးထိပ်စီးနှလုံးပေးနေတယ်ပေါ့နော်နှလုံးပေးရမယ်ဘွဲရှိဆို4ဘွဲရှိပါပြီတော့ဒီမှာ5ဘွဲမြောက်ကိုဆက်ပေးမလားပေါ့နော်ပေးမလားဆိုရင်83ပေါင်းခြင်းက1ရတယ်နော်1ရဲ့နှစ်ခက်က8 8ဖြစ်အောင်1 8ဖြစ်အောင်လို့ဒီမှာ1 8ဖြစ်အောင်ဆိုလို့ရှိရင်တဲ့သူကဒီမှာ1ဖြစ်အောင်6ရယ်2ရယ်6ရယ်2ရယ်နော်
ရှိရောတစ်ဖြစ်အောင်ဆို3ထိပ်ထည့်ရမယ်နော်တစ်ဖြစ်အောင်ဆို3ထိပ်ထည့်ရမယ်တကယ်လို့8ဖြစ်အောင်ဆိုလို့ရှိရင်8ဖြစ်အောင်ဆိုလို့ရှိရင်ကျွန်တော်တို့က3ညထိပ်ထည့်ရတော့မယ်နော်3 3ညဆိုတဲ့ထိပ်ဖြစ်သွားတယ်ဒါ3 3ညထိပ်8ဖြစ်အောင်ဆိုဒီမှာကခုနတော့ကီးထဲမှာပါတယ်ကျွန်တော်တို့နော်3 ဆိုတဲ့ကီးထဲမှာလည်း3ပါတယ်ဗောနော်3ပါတယ်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီ site ရပါတော့3 3ညထိပ်ရှိတယ်ဗော3 3ညထိပ်ဆိုတာရှိပါတယ်နော်3 3ညထိပ်ရှိတယ်ခုနတော့ကျွန်တော်တို့3 3ညထိပ်ပေါ့နော်တကယ်လို့9ဝက်ဒီဆက်ပေးဦးမယ်ဆိုသူက4ဝက်ဆက်တိုက်တော့ပေးထားတယ်9ဝက်ဒီဆက်ပေးဦးမယ်ဆိုရင်ဒါ3 3ညထိပ်ရှိတယ်အဲ့တော့မနေ့ကကျွန်တော်တို့မှန်တဲ့ကီးပေါ့နော်အဲ့ကီးကျွန်တော်တို့တွက်ပြခဲ့ပေါ့နော်မနေ့ကဆိုရင်မနေ့ကညပေါ့နော်အဲ့ဒီကီးရလဲကျွန်တော်တို့ဒီမှာသူဒီလဲ2ပွဲ4ပွဲ6ပွဲဒီမှန်ထားတဲ့ကီးတစ်ခုပေါ့နော်ဒါလည်းတစ်ချက်တော့ကျွန်တော်အဲ့ထဲမှာလဲ3 3ညဆိုတာပါတယ်ပေါ့နော်အားကြောင့်မလို့ကျွန်တော်ချက်ပြန်ပြအဲ့3 3ညပါတာကိုတစ်ချက်ပြန်ပြမယ်ဒီမှာဆိုဒီမှာ8เนาะ8 1 3ကီး8 1 3ကီးတွေကဒီမှာ3 1ဆိုပြီးတော့ပေးတယ်เนาะ3 1ဆိုပြီးတော့ပေးတယ်နောက်ဒီမှာဆိုရင်3နဲ့6နဲ့ပေါ့เนาะ9ဆို9 6 4ကီးเนาะ9 6 4ကီးအဲ့ဒီကဒီမှာ6ဆိုပြီးတော့ပေးတယ်เนาะနောက်တစ်ခုဆိုရင်ဒီမှာ9 4ပေါ့เนาะ9 4ပေါင်းရင်9 6 4ကီးပဲเนาะ9 6 4ကီးဆိုဒီမှာ4သွားပေးတယ်เนาะနောက်တစ်ခုကဒီမှာ1ခွန်ပေါင်းတော့ကျွန်တော်8ရတယ်8 1 3ကီး8 1 3ကီးဆိုဒီမှာ8သွားပေးတယ်เนาะနောက်တစ်ခုကဒီမှာ3ညခွန်ဆိုတော့ခွန်ရတယ်เนาะခွန်3ညနဲ့ကီးခွန်3ညနဲ့ကီးဆိုတော့ဒီမှာ3ညပေးတယ်ပေါ့เนาะနောက်တစ်ခုကတော့ဒီမှာ4 3ပေါင်းခြင်းကခွန်ဒါဒီလဲခွန်3ည2ကီးပဲဆိုအဲ့ထဲကဒီမှာ2ပေးတယ်ပေါ့နော်နောက်တစ်ခုကတော့6 9ပေါင်းခြင်းက5ပေါ့ဗျာနော်6 9ပေါင်းခြင်းက5 3 3ညဆိုတော့ကီးရနော်5 3 3ညဆိုတော့ကီးရဟုတ်ပြီ5 3 3ညဆိုတော့ကီးအဲ့ဒီကီးရှိတယ်ပေါ့နော်သူဒီ6ပွဲဒီမှန်တာတယ်1ပွဲ2ပွဲ3ပွဲ4ပွဲ5ပွဲ6ပွဲဒီမှန်တာတယ်ကီးဆိုတော့ခုနကတော့ကျွန်တော်တို့3 3ညထိပ်ဒီမှာလာပြီးတော့တွေ့တာကိုပြောပြတာပေါ့နော်အဲ့တော့ပုံမှန်တိုင်းကတော့ကျွန်တော်ကဏ္ဍတွဲမယ်ဆိုရင်ခုနကတော့ကျွန်တော်တို့ကြီးနှစ်ခုဖြစ်တဲ့8 3ကီးနဲ့နော်8 3ကီးနဲ့ဟိုနဲ့ပေါ့4 9 6နဲ့တွဲမှာပေါ့နော်4 9 6နဲ့တွဲမှာအဲ့တော့ဒီမှာဆိုရင်8 4နော်8 9နောက်8 6ပေါ့နော်8 6ပြီးတော့1 4 1 9 1 6အဲ့ဒါတွဲမယ်ပြီးတော့3 4 3 9 3 6ဆိုတာရှိနော်3 6ဆိုတာရှိအဲ့တော့3 3ညထိတ်နေဆိုရင်ကျွန်တော်တို့ဒီမှာတွဲလို့3ညထိတ်တစ်ခုလုံးမယ်ပေါ့နော်အဲ့တော့ဘာတွေထည့်ရမလဲဆိုတော့3ည4 3ည9နော်3ည6တို့ဒါတွေပါထည့်လို့ရတယ်အဲ့ဒါတွေပါထည့်လို့ရတယ်နော်အဲ့တော့3 3ညထိတ်နေကိုကျွန်တော်တို့ကတော့3ထိတ်ပေါ့နော်ဒီထဲမှာထပ်ထူကြတာခုနကတော့3 3ညထိတ်နဲအခုဒီမှာဆိုရင်ဒီထဲမှာပါတာက3ပေါ့နော်3ပါတယ်ပြီးတော့ကကြတော့ခုနတော့က9 3 3ညကီးလည်းရှိတယ်နော်9 3 3ညကီးရှိတယ်ပြီးတော့3 3ညထိတ်ရှိတယ်နော်3 3ညထိတ်ရှိတယ်အဲ့တော့3ဒီဘယ်နှချက်လောက်တွေးလဲဆိုရင်3ဒီတစ်ချက်နှစ်ချက်3ချက်လောက်တွေးနော်တွေးတဲ့ခါကျတော့ကျွန်တော်ပတ်တီးအနေနဲ့ကတော့3ပတ်တီးပေးတယ်ပေါ့နော်ပတ်တီးကိုတော့3ပတ်တီးပေးပါတယ်နော်3ပတ်တီးပေးတယ်အဲ့တော့ main ကွက်2 main ရွေးမယ်ပေါ့နော် main 2 main ရွေးမယ်ဆိုရင်ဒီထဲကနေမှ
ပတ်တီကတော့3ပတ်တီပေါ့နော်ဒီကောင်3ပတ်တီမိန်းအနေနဲ့က3နဲ့ပတ်သက်လို့နော်3နဲ့ပတ်သက်လို့39နော်39ရယ်ကျွန်တော်တို့36ရယ်ပေါ့နော်36ရယ်ပေးပါတယ်39 36နောက်ဒုအနေနဲ့ကတော့ကျွန်တော်တို့39နဲ့နော်39နဲ့3နဲ့ပတ်သက်လို့3မိန်းဖြစ်တာနော်3မိန်းဖြစ်တာ39 36ထည့်ထားတယ်ပြီးတော့ဒုအနေနဲ့ကမိန်းအနေနဲ့39 36ပေးထားတယ်နောက်3ညနဲ့ပတ်သက်ရင်39ထည့်တင်တယ်ပေါ့နော်39ထည့်တင်တယ်နောက်36ထည့်ကောင်းမလားနောက်3နဲ့ပတ်သက်တဲ့ထဲက34 30ကိုကျွန်တော်ထည့်ကြည့်မယ်နော်30တခုထည့်ကြည့်မယ်ဘာလို့လဲဆိုတော့တွဲပြီးထွက်ရင်လည်းထွက်လို့ရနိုင်တဲ့အနေထားရှိတယ်နော်တကယ်လို့အဲ့တော့30လို့ထည့်မယ်30လို့ပဲထည့်လိုက်မယ်နော်30ထည့်ကြည့်ကျန်တာတွေကတော့အရင်ပေါ့ပတ်တီကတော့3ပတ်တီပါနော်ပတ်တီကတော့ကျွန်တော်3ပတ်တီကိုရွေးပါတယ်ဘာလို့လဲ3ကတစ်ချက်နှစ်ချက်3ချက်ပေါ့နော်3 3ညာထိတ်မှာလဲ3တွေ့တယ်8 3ကီးမှာလဲ3တွေ့တယ်9 3 3ညာထဲမှာလဲ3တွေ့တယ်နော်အဲ့ဒါကြောင့်မလို့နောက်ပတ်တီအနေနဲ့တော့3ပတ်တီ3နေပါတယ်ကဲအားလုံးပဲကံကောင်းကြပါစေဗျာ